မိမယူဖို့စိတ်ကူးမရှိပဲအသက်40ကျော်ပြီဆိုတာနဲ့သာသနာ့ဘောင်နဲ့အပြီးဝင်ပြီးဖုန်းကြီးဝစ်ဖို့ဆုံးဖြတ်ထားတဲ့မင်းသား9ယောက်ဒီမင်းသားတွေကတော့ချစ်သူရေးစားလည်းမရှိသလိုအိမ်နာကြီးကိုအရန်စိတ်ခုန်နေတဲ့အတွက်အသက်40ကျော်ပြီဆိုတာနဲ့သာသနာ့ဘောင်တွေကိုအပြီးတိုင်ဝင်ရောက်ဖို့ဆုံးဖြတ်ထားကြသူတွေဖြစ်ပါတယ်။မင်္ဂလိတွေဝိုင်းဝိုင်းလဲနေပြင်ပဲအခြေရေးကိုစိတ်မဝင်စားပဲဖုန်းကြီးဝစ်ကြမဲ့မင်းသား9ယောက်ကတော့နံပါတ်5အောင်ရဲလင်းကမြန်မာအမျိုးသမီးပရိသတ်တွေရဲ့အသေးဆွဲဖြစ်တယ်လို့မင်းသမီးတွေအများကြီးနဲ့လည်းတွဲခဲ့ဘူးပေမဲ့အခုအချိန်မှာတော့အခြေရေးကိုလုံးဝစိတ်မဝင်စားတော့ပါဘူး။လွန်ခဲ့တဲ့လပိုင်းတွေကတထေးသမီးချစ်သူကောင်းမလေးအပြင်အိမ်ဖော်မင်းကလေးနဲ့ပတ်သက်ခဲ့မိတဲ့အရှုပ်ကိစ္စတွေကြောင့်အောင်ရဲလင်းကအချစ်ကိုစိတ်ကုန်သွားတာလည်းပါဝင်ပါတယ်။ဒါကြောင့်မလို့အောင်ရဲလင်းကလက်ရှိမှာတယောက်တည်းပဲအေးအေးဆေးဆေးနေထိုင်နေတာဖြစ်ပြီးနောက်ပိုင်းမှာလည်းချစ်သူမင်းကလေးအစ်စ်ထပ်ပြီးတော့မထားတော့ဘူးလို့ဆိုပါတယ်။အသက်လည်း30ကျော်နေပြီမလို့40ကျော်အရွယ်မှာတော့အေးဆန်းကသာသနာ့ဘောင်ကိုဝင်ရောက်ခါအပီးတိုင်ဖုန်းတီးဝစ်ဖို့အဆုံးဖြတ်ထားတယ်လို့လည်းသတင်းတွေပေါ်ထွက်နေပါတယ်။နံပါတ်4စွမ်းစာနီကတော့မိမယူခြင်းရင်တော့မှအဖြစ်နိုင်တော့တဲ့အခြေအနေတွေကိုကြုံတွေ့နေရတာမလို့သာသနာ့ဘောင်တွေကိုဝင်ရောက်ဖို့ပဲဆုံးဖြတ်ခဲ့တာပါ။အားလုံးသိတဲ့အတိုင်းဇမင်းသားစွမ်းစာနီရဲ့ကျမ်းမာရေးအခြေအနေဟာဆိုရင်လည်းသိပ်ပြီးမဟန်ပါဘူး။နေပြန်ကောင်းမှုအတွက်နိုင်ငံသားအထိသွားပြီးတိမ်ပေါင်းများစွာကွန်ကြခံပြီးကုသထားခဲ့ပေမဲ့လက်ရှိအခြေအနေကအရင်နဲ့လုံးဝမတူတော့တာအမှန်ပါ။အရင်လိုမျိုးမင်္ဂလိတိုင်းသဘောဆိုင်ရတဲ့ရုပ်ရည်အနေအထားလည်းမရှိတော့တဲ့အတွက်ဇွမ်းလာနီကိုရိုင်းကလည်းအခြေရေးအိမ်အောင်ရေးထက်ပရိသတ်တွေကိုပဲဦးစားပေးပါတော့တယ်။လက်ရှိမှာတနိုင်နလောက်အမှုပညာအလုံးလုံးနေတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့သာသနာ့ဘောင်ကိုပဲဝင်ရောက်ပြီးတော့အေးအေးချမ်းချမ်းဘဝနေကုန်ချုပ်ဖို့ပဲဆုံးဖြတ်ထားပါတယ်။နံပါတ်3ဆိုင်းစီတွန်းခန့်ဆရာဝန်နဲ့မင်းသားချောလေးဖြစ်တဲ့ဆိုင်းစီတွန်းခန့်ကလည်းလက်ရှိအချိန်အထိချစ်သူရေးစားဆိုလို့အတိအကျမထားသေးတဲ့အတွက်ဖုန်းကြီးဝစ်တော့မယ်လို့အထင်ခံနေရသူတယောက်ပါ။သမီးရှင်တွေကလည်းတမတ်တော်ကျင်နေကြတယ်လို့အနုပညာအတိုင်းဝိုင်းကမင်းသမီးတွေကလည်းရေလာမြောင်ဖဲလုံးနေကြပေမဲ့ဆိုင်းစီတွန်ခန့်ကတော့ဘသူကမှစိတ်ကူးမရင်ခဲ့ပါဘူး။အချစ်ရေကောလာဟာလာတဲ့တချို့ထွက်ပေါ်တဲ့ကြားတွေကနေတည်ငြိမ်တယောက်ထဲပဲဖြတ်တန်းနေတဲ့ဆိုင်းစီတွန်ခန့်ကလည်းနောက်ပိုင်းမှာတော့သာသနာ့ဘောင်တွေကိုအပြီးဝင်တော့မယ်လို့သတင်းတွေပေါ်ထွက်နေတာဖြစ်ပါတယ်။နံပါတ်2အလင်းရောင်ကတော့အချစ်ရေးမှာအသေးကွဲဝေဒနာကိုခံစားခဲ့ရပြီးတဲ့နောက်ဘယ်မင်းကလေးနဲ့မှမပတ်သက်တော့ပဲကင်းရှင်းနေထိုင်နေတာကိုတွေ့ရပါတယ်။အရင်ချောက်ရရဲဆိုတဲ့မင်းသမီးတွေကိုတော့ဘော်ရာလိုပဲပေါင်းသင်းပြီးတော့အမျိုးသားကိုပဲစိတ်ဝင်စားတယ်လို့အမျိုးသမီးကိုပဲစိတ်ဝင်စားတယ်လို့နဲ့သူ့ရဲ့အခြေရင်ကရှုပ်ထွေးနေပါတယ်။ဒါပေမဲ့အထီးတကျချစ်သူရေးစားဆိုတာကိုဒီအရွယ်အထိမတွေ့ရတော့တဲ့အတွက်အလင်းအောင်ကလည်းဖုန်းကြီးဝင်းနဲ့ပဲဘဝကိုဖျက်သိမ်းရတော့မယ်လို့ပရိသတ်တွေကပြောနေကြတာပါ။နံပါတ်1ဆိုင်းရင်မို့ဒီစိတ်ရင်းမှာဆိုင်းရင်မူပါဝင်လာတာကတော့အံ့ဩစရာကောင်းပါတယ်။လက်ရှိမှာအရင်ရေပန်းစားအောင်မြင်နေပြီးမင်္ဂလေးတွေဝိုင်းဝိုင်းလဲကြိုက်နေရကိုအခွင့်အရေးမယူပဲဖုန်းကြီးဝစ်မယ်လို့ဆိုင်းရင်မို့ကပြပြတတပြောဆိုခဲ့တာဖြစ်ပါတယ်။ဆိုင်းရင်မို့ရဲ့ဆရာကိုရိုင်းကလည်းဆိုင်းရင်မို့ကိုအသက်40အရွယ်အထိမိမမရတော့ဘူးဆိုရင်သာသနာ့ဘောင်တွေကိုအပြီးတိုင်သွတ်သွင်းပေးမယ်လို့ပေါ်တင်ဖွေးဟဝင်ခံလာတာပါ။ရုံးရည်ရောအရေးအချင်းမှာပြေဆုံးကြပေမဲ့မင်္ဂလေးတွေကိုစိတ်မဝင်စားပဲဖုန်းကြီးဝစ်ဖို့ဆုံးဖြတ်ထားရဲဆိုတဲ့ဒီမင်းသားလေးတွေရဲ့မှာဘသူကိုနှမျောမိတယ်လဲဆိုတာကိုဘရိဒန်တီတို့ကပြပြခဲ့ပါအောင်နော်။